Bitcoin ဝေးတွေဘာကြောင့် Ethereum ကိုပြောင်းရွှေ့ရင်းနှီးမြှုပ်နှံနေကြတာလဲဒေါ်လာ9ဘီလီယံတန်ဖိုးရှိ BTC ပိုင်ရှင်ဝေးတယောက်ဟာသူ့ရဲ့ Bitcoin 2000ကို Ethereum အဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်တာတွေ့ရပါတယ်ဒီလိုပြောင်းလဲမှုဟာကမ္ဘာအကြီးဆုံး Crypto ရင်းနှီးမြှုပ်နှံသူတွေရဲ့ view ဟာတွေပြောင်းလဲနေတယ်ဆိုတာဖော်ပြနေပါတယ်ဒီဝေးဟာ Hyperliquid လို့ခင်မီရဲ့ငွေကြေးလဲလှယ်ရေးမှာ BTC 2000တစ်ချိန်လျင်1.5 BTC ဖြစ်အသေးစိတ်ရောင်းချပြီး ETC 42,950 ကျော်ကိုဝယ်ယူခဲ့ပါတယ်။စိတ်ဝင်စားစရာကဒီဝေးဟာပြီးခဲ့တဲ့အပတ်ကလည်း ETH ဒေါ်လာ 2.5 ဘီလီယံဝယ်ယူခဲ့ပူပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေက Ethereum ရဲ့အနာဂတ်ကိုယုံကြည်နေကြတဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုပြသနေပါတယ်။ဒီလိုကြီးမားတဲ့လဲလှယ်မှုတွေရှိလာတဲ့အခါ Bitcoin နဲ့ Ethereum နှစ်ခုစလုံးရဲ့ဈေးနှုန်းတွေမှာလှုပ်ရှားမှုတွေဖြစ်ပေါ်လာပါတယ်။တောက်ချာနေ့မှာ Bitcoin 400% ခန့်ကျဆင်းပြီးဒေါ်လာ3,8196 ဖြစ်ခဲ့တယ်လို့ Ethereum ကလည်း400%ခန့်ကျဆင်းကဒေါ်လာ4,318ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ရေရှည်မှာတော့ Ethereum ရဲ့ technology နဲ့ NFT, DeFi လိုနယ်ပယ်တွေမှာရှိတဲ့အလားအလာတွေကြောင့်ဝေးတွေရဲ့စိတ်ဝင်စားမှုကဆက်ရှိနေဦးမှာပါ။